ဖုန်းဝင်ချင်းမိတာလည်းခင်ဗျားတို့စောက်ပြဖုန်းဝင်တခြားမစစ်တာလည်းခင်ဗျားတို့စောက်ပြပြီးကြမှာ line ပေါ်တက်ဆဲတာလည်းခင်ဗျားတို့စောက်ပြထားခဲ့ခံရတာလည်းခင်ဗျားတို့စောက်ပြအကုန်ခင်ဗျားတို့စောက်ပြတယ်ဖုန်းဝယ်ခင်ခင်ဗျားတို့ကြားမယ်စကားတွေအကုန်လုံးက discount ချနေပါတယ်ဒီစီမှန်ပါတယ်အကုန်လုံးက all တွေပါ OC Oman တွေပါ Overy တွေပါပြူလားပြင်လာတာဘာမှမရှိပါဘူးဒါခင်ဗျားတို့ဖုန်းဝယ်ခင်ကြားမယ်စကားတွေဖုန်းဝယ်ပြီးခင်ဗျားတို့ကြားမယ်စကားတွေကဒါ user phone မလို့ပါပစ္စည်းတွေပြတ်နေလို့ပါဘာလို့နေပြန်လဲပေးပါမယ်ငွေပြန်အမ်းလို့မရလို့ပါဖုန်းဝယ်ခင်တော့တခြားစစ်ခိုင်းနေလေဖုန်းဝယ်တော့ဒါတွေမှမပါတာဒီတန်နေကြီးပဲခင်ဗျားတို့အမြဲတမ်းကြားမယ်စကားတွေဒါတွေကလွယ်လို့ကျွန်တော်ဘာမှကြားဖို့မရှိအဲ့ဒါလည်းဘယ်သူစောက်ပြစ်လဲခင်ဗျားတို့စောက်ပြစ်တွေကြီးပဲဖုန်းတစ်လုံးတော့ဝယ်ပြီဆိုလို့ရှိရင်ခင်ဗျားတို့စောက်ပြစ်မဖြစ်ဘဲနဲ့ကောင်းကောင်းမွန်မွန်ဝယ်လို့ရအောင် error တစ်ခုခုဖြစ်လို့ရှိရင်လည်းပြန်လဲလို့ရအောင်ဘယ်လိုလုပ်ကြမလဲဘယ်ဆိုင်တွေမှာဝယ်ရမလဲပြကြလို့ရှိရင်ခင်ဗျားတို့ဖုန်းကောင်းကောင်းကန်းကန်းကင်လို့ရအောင်စိတ်ချမ်းသာအောင်ဘယ်လိုဖုန်းတွေဝယ်ရမလဲဒီဗီဒီယိုမှာကျွန်တော်အကုန်လုံးပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျားတို့ရှိမှာဖုန်းစစ်တက်တယ်ဆိုတာလည်းအတိုင်းအတာတစ်ခုရှိနည်းပညာတွေတော့တိုးတက်နေတဲ့ခင်မှာဗျာ iCloud ပါတဲ့ဖုန်းကိုတော့ iCloud ဖွက်ပြီးရောင်းလို့ရတယ်3 to လိမ်လို့ရတယ်ခင်ဗျားတို့ stable global ဖြစ်အောင်လုပ်ပြီးရောင်းလို့ရတယ်အကုန်လုံးလို့ရနေတဲ့ခေတ်ကြီးမှာခင်ဗျားကိုယ်တိုင်ကဖုန်းကိုမစစ်စစ်တိုင်းပေါ်မှာတွေ့နေလို့ဈေးသက်သာနေလို့ဒီဆိုင်ကအများအားတွေ့နေရလို့ဆိုပြီးတောက်ဝယ်တာဟောခင်ဗျားတို့စောက်ပြစ်တွေကြီးခင်ဗျားတို့ကိုခဏခဏကျွန်တော်ဟိုးရင်တော့လည်းပြပြဘူးလေဖုန်းမဝယ်ခင်ဘာတွေစစ်ကပါမယ်ဘာတွေလောက်ကပါမယ်ဆိုခဏခဏကျွန်တော်ပြောခဲ့ဘူးလေအခုလည်းထပ်ပြီးတော့ပြောပြမှာဘာတွေလဲဆိုတာခင်ဗျားတို့ကဘယ်ဖုန်းနိုင်မှာမဆိုဖုန်းတော့ဝယ်တော့မယ်ဆိုလို့ရှိရင်အဓိကကြည့်ရမယ့်အချက်တွေက quality ဖုန်းရဲ့ quality ပြကြလို့ရှိရင်သူတို့ပေးတဲ့အာမခံကကြတော့ဘာသာကနေပဲပေးတာမဟုတ်ဘဲနဲ့တကယ်တာဝန်ယူမှုတာဝန်ခံမှုရှိလားဆိုတာပြကြလို့ရှိရင်ခင်ဗျားတို့ဝယ်တဲ့ဖုန်းက refer လား original အလုံးလားဆိုတာပြကြလို့ရှိရင်အဲ့ဖုန်းမှာစစ်ဆေးရမယ့်အချက်တွေအများကြီးရှိတယ်အတန်ပိုင်းစစ်ကမှာ cellular ပိုင်းစစ်ကမှာ wifi ပိုင်းစစ်ကမှာ battery ပိုင်းစစ်ကမှာ battery ကွေးနေလားမှန်မှအစင်းရတွေပါနေလားဘာမှ support တွေထွက်နေလား battery ရောက်ခံရလားအများကြီး bluetooth ရော line ကောင်းရလားခင်ဗျားတို့စစ်ကမှာအများကြီးရှိတစ်ချက်ချင်းစီထိုင်ပြီးတော့စစ်ပါနောက်တစ်ချက်ကဘာလဲဆိုတော့ခင်ဗျားတို့ကဖုန်းဝယ်သွားပြီဆိုလို့ရှိရင်ခင်ဗျားတို့ပြန်ရောင်းခြင်းပြီးအလဲထက်ကဘယ်လိုရှိလဲဘာစနစ်ကဘယ်လိုရှိလဲဘယ်လိုတော့ရှုံးပါလဲဖုန်းတစ်လုံးဆိုတော့ခင်ဗျားတို့အများဆုံးက2 နှစ်3 နှစ်ပေါ့ဗျာပြီးကြလို့ရှိရင်ခင်ဗျားတို့ပြန်လဲရမှာပဲအဲ့ထက်ကောင်းတဲ့ဖုန်းတွေထွက်လာပြီဆိုလို့ရှိရင်အဲ့ချိန်ပြန်ရောင်းမယ်ဆိုလို့ရှိရင်ခင်ဗျားတို့အရင်ရှုံးမှာလားဘယ်လိုပုံစံလဲဆိုတာကိုလည်းခင်ဗျားတို့သိထားတဲ့ပြီးကြလို့ရှိရင်နောက်ထပ်တစ်ခုအကြံပေးချင်တာကခင်ဗျားတို့ဒီခေတ်မှာ2 သိန်း3 သိန်းနဲ့ဖုန်းဝယ်မယ်ဆိုလို့ရှိရင်ရှင်းပြောရရင်ဘာမှကောင်းတဲ့ဖုန်းကိုမရအောက်တည်းခင်ဗျားတို့5 6 သိန်းဟုတ်တယ်5 သိန်း6 သိန်းလောက်သုံးမှသာလေခင်ဗျားတို့ဖုန်းကောင်းကောင်းမွန်မွန်ရမှာလားပြကြလို့ရှိရင်ကိုဝယ်မဲ့ဈေးတန်းထဲမှာနောက်တစ်ခုကြည့်ရမှာကအဲ့ဈေးတန်းထဲမှာအကောင်းဆုံးဖုန်းကဘာလဲflagship နောက်ကိုပဲမလိုက်နေနဲ့ flagship ဖုန်းနဲ့ flagship ဖြစ်နေတာမျိုးမဟုတ်ဘူး flagship ဆိုတော့လူတွေတတ်မှတ်ထားတာ CPU တွေကတတ်မှတ်ထားတာဒါပေမဲ့ခင်ဗျားတို့နဲ့လိုက်နေဖုန်းဆိုတာတက်ရှိတယ်ဥပမာခင်ဗျားတို့ကကင်မရာဘိုင်းကိုကောင်းအောင်သုံးကျင်လို့ဆိုရင်ခင်ဗျားတို့ flagship ကိုတောင်းလို့မရဘာဖြစ်လို့လဲဆိုတော့ all rounder ကောင်းအောင်လုပ်ထားတဲ့ဖုန်း flagship လို့ခေါ်တာကင်မရာဘိုင်းအသားပေးထားတဲ့ဖုန်းတွေဆိုတာတက်ရှိbattery ဘိုင်းအသားပေးထားတဲ့ဖုန်းတွေဆိုတာတက်ရှိ price to performance 2 သိန်း3 သိန်းလောက်နဲ့လူတိုင်းသုံးလို့ရအောင်လုပ်ပေးထားတဲ့ budget ဖုန်းတွေဆိုတာတက်ရှိဖုန်းတွေမှာလည်းသူ့ဖုန်းမျိုးစားတွေကအများကြီးရှိခင်ဗျားတို့ကအဲ့ဒါကိုခင်ဗျားတို့သုံးမဲ့ပတ်စံနဲ့အဲ့ဈေးတန်းထဲမှာလိုက်ပြီးတော့အကောင်းဆုံးဖုန်းကဘာရှိမလဲဆိုတော့ဝယ်ရမယ်ဘလို့ရိုက်မယ်ငါတို့ iPhone ဝယ်ဖို့လိုတယ်ဘလို့ရိုက်မယ်ဆိုတော့ iPhone ဝယ်တင်တာမဟုတ်ဘူး iPhone ဝယ်ကျွန်တော်ဆိုလို့ရှိရင်အခုရိုက်နေတဲ့ဖုန်းက Note 40 Pro Plus နဲ့ရိုက်ကိုပိုင်ကိုဖုန်းထဲမှာပဲ cap နဲ့ edit iPhone မလို့ကျွန်တော်တော့အခုဒါဒီဖုန်းကျွန်တော်ကင်ထားရဲဆိုတာဒါကျွန်တော်မိမဖုန်းကျွန်တော်ဖုန်းမဟုတ်ပြီးကြတော့ iPhone ဆိုတာဒီခေတ်မှာလူတွေတော်တော်များကင်တာဘာကြောင့်လဲတက်လားကင်မရာကောင်းလို့ဟောဖြစ်လို့ဒါဖြစ်လို့စောက်ပူတွေကြီးပဲလူ iPhone ကင်တဲ့အကောင်တွေကိုတွားကြည့်လိုက်လမ်းသွားရင်တလို့ဖုန်းပြောရင်တလို့မျိုးလေးပြောတာကင်လမ်းသွားရင်တလို့မျိုးကင်သွားအိတ်ကတဲ့ထဲအောင်မှတလို့လေးထဲတလို့လေးညင်နေအောင်တစ်စိတ်အဓိကသူတို့က brand ကိုကင်တာသူတို့လည်းစောက်ပြပြောလို့မရဘူးသူတို့ပတ်စံရှိလို့သူတို့ဝယ်ခိုင်းတာသူတို့ပတ်စံရှိလို့သူတို့တတ်မဲ့ဟိုကနေထားလေးကင်မရာလေးဒီလိုလေးရွှေ့သွားတာဒီလိုလေးဖြစ်သွားတာဟို version ဟိုလိုလေးဖြစ်သွားတာအဲ့ဒါတွေကိုလိုက်ပြီးဝယ်ပြီးတော့ကင်တယ်ကျွန်တော်တို့ပတ်စံမရှိတဲ့ကောင်တွေကတော့ဟုတ်တယ်မလား
ကြားတာနဲ့ကြုံကြားတာနဲ့ချအဲ့တော့ဒီဗီဒီယိုကြည့်တဲ့လူတွေထဲမှာလည်းအဲ့လိုမျိုးအစွဲထားတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်အစွဲမထားပါနဲ့ခင်ဗျားတို့ရဲ့ဈေးတန်းခင်ဗျားတို့ရဲ့ပတ်စံနဲ့ထိုက်တဲ့အထဲမှာဘယ်ဖုန်းကအကောင်းဆုံးလဲဆိုတော့ရွေးချယ်ပြီးမှဝယ်ပါအဲ့ဒါကိုပဲအကြံပေးခြင်းပါတယ် iPhone ဆိုတိုင်းလည်းကောင်းနေတာမဟုတ် iPhone မှာလည်း error ပေါင်း16000ရှိ Android မှာလည်း error ပေါင်း16000ရှိ error ကင်းတဲ့ဖုန်းဆိုတာပြောရမယ်ဆိုလို့ရှိရင်မရှိတဲ့လောက်ကိုရှာသူ့ error နဲ့သူရှိတယ်အဲ့ဒါကိုမှအဲ့ထဲမှာကောင်းတဲ့ဟာကိုရွေးချယ်အောင်ဒီကြလို့ရှိရင်ခင်ဗျားတို့ကဘယ်လိုဖုန်းတွေဝယ်ရမလဲသိကျင်တယ်ဘာဖုန်းတွေပဲဆိုင်နေမှာဘယ်လိုဈေးသက်သာလဲဆိုသိကျင်တယ်ဆိုလို့ရှိရင်လည်း TikTok ရဲ့ bio ထဲမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ရှိပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုအချိန်မီဆက်သွယ်ပြီးတော့ဘာလုပ်တင်လဲဘာဝယ်တင်လဲဆိုတော့ဆွေးနွေးတိုင်ပြလို့ရပါတယ်ပတ်စံတစ်ပြားတစ်ချက်မှလည်းကုန်တာလည်းမဟုတ်ပါဘူးစေတနာနဲ့လုပ်ပေးတာပါနောက်တစ်ခုကဘာလဲဆိုတော့ခင်ဗျားတို့ကပတ်စံကင်ထားတဲ့လူတွေခင်ဗျားတို့ကြိုက်တဲ့လောက်စစ်ပိုင်ခွင့်ရှိတယ်ခင်ဗျားကြိုက်တဲ့လောက်ယူပိုင်ခွင့်ရှိတယ်ခင်ဗျားတို့ဘာမှအားနာတယ်မလို့ဟုတ်တယ်မလားဆိုင်ခွင့်နေနေတော့ဆိုင်တိတ်ချင်မှပြန်ထွက်လာကိစ္စမရှိဘူးဘာဖြစ်လို့ခင်ဗျားတို့ customer တွေ customer တွေ service ပေးရမှာဖုန်းဆိုင်တွေအလုပ် okay ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလေးကိုဆုံးဖြတ်ကြည့်ပြီးလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလေးကစပြီးတော့ tag နဲ့ပတ်သက်တာတွေအကုန်လုံးကိုလည်းပြန်လုပ်သွားတော့မှာမလို့ channel လေးကိုလည်း like and follow လုပ်ခဲ့ပေးပါကျွန်တော်ရဲ့ TikTok ရဲ့ bio ထဲမှာလည်း YouTube channel ရဲ့ link လေးထားပေးတာပါတယ်အဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်